ဒီနေ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ပြည်သူ့ကားလက်ရများနဲ့ပြည့်နှက်နေတဲ့ဇေဒီပထိုးများတည်ရှိရာနေရာနှစ်ခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကတော့အိန္ဒိယရဲ့လွှမ်းမိုးမှုများနဲ့ပြူခေတ်ကာလပဲဖြစ်ပါတယ်။ပြူခေတ်ကာလတွင်ဇေဒီတော်များတည်ဆောက်မှုကိုအလေးပေးခဲ့သည်။ဇေဒီတော်များသည်ဆလင်ဒါပုံစံများဖြစ်ကြပြီးတခါတရံထီးတော်လည်းပါရှိပါတယ်။မြန်မာပြည်သူ့ကားသည်ရှေ့ခေတ်အိန္ဒိယယဉ်ကျေးမှုများလွှမ်းမိုးလျက်ရှိသည်ကိုပထမအဆုံးသောနေထိုင်သူများကိုကြည်ချင်းဖြင့်သိနိုင်ပါသည်။အရှိတောင်အာရှဒေသတွင်တည်ရှိသောမြန်မာနိုင်ငံတွင်များပြားလာသောပြည်သူ့ကားလက်ရများနှင့်ဇေဒီပထိုးများဖျားများတည်ရှိသောတစ်ခုတည်းသောနိုင်ငံပဲဖြစ်ပါတယ်။နောက်ထပ်ပြည်သူ့ကားလက်ရတွေနဲ့ပြည့်နှက်နေတဲ့နေရာများကတော့ပကံခေတ်ဟောင်းဇေဒီပထိုးများပဲဖြစ်ပါတယ်။ BC 900စုတွင်မြန်မာလူမျိုးတို့သည်ပကံကိုဗဟိုပြုလျက်မင်းဆက်တစ်ဆက်တည်ထောင်ခဲ့သည်။ပကံမင်းဆက်၏ဆက်တစ်ဆက်မြောက်မင်းဖြစ်သည့်အနော်ရထာသည်အေယာဝတီမြဝန်းနှင့်အစွန်အဖျားဒေသများကိုပေါင်းစည်းကာပကံအင်ပါယာကိုထူထောင်ခဲ့သည်။စနစ်ရာစုအလယ်တွင်ပကံ၌ဇေဒီပထိုးပေါင်း1000ကျော်ကိုတည်ထားခဲ့ပါတယ်ခင်ဗျာပကံမျိုးဟောင်းသည်မြန်မာနိုင်ငံရဲ့ပြည်သူ့ကားလက်ရများနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးသွားတာကတော့မြန်မာနိုင်ငံရဲ့ပြည်သူ့ကားလက်ရများတည်ရှိတဲ့ဇေဒီပထိုးများအကြောင်းအချင်းချုပ်ပထမပိုင်းပဲဖြစ်ပါတယ်ဒုတိယပိုင်းအနေနဲ့ကတော့မြန်မာနိုင်ငံရဲ့ပြည်သူ့ကားလက်ရတွေနဲ့ပြည့်နှက်နေတဲ့အဆောက်အအုံများအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုပြောပြပေးသွားတဲ့နေရာနှစ်ခုကတော့မြန်မာနိုင်ငံသားမှန်ရင်မဖြစ်မနေသွားလေးလာတဲ့ကမ္ဘာအမွေနဲ့နေရာနှစ်ခုအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာ